အားလုံးပဲမင်္ဂလာပါချစ်သူချမ်းမငါပြောကနေနေလို့ဘာမှမပြောဒီမှုဖတ်တယ်မပြောဒီမှုဖတ်တယ်လို့စမှာဒါအုံးချစ်ပြီးပါပြီပါနော်ဒါအုံးချစ်ပါလို့ဆိုရင်မပြောဒီခုံခွာမယ်ဦးတွေကိုထည့်မယ်မပြောဒီခုံခွာလို့ရှိရင်လက်နဲ့တမအောင်နေချီမယ်မနေခင်မှာလက်ကိုတိချတတ်စီအောင်စီလိုက်ပြီးဒါမပြောဒီမကန်ခင်ဒါလက်နဲ့ခီကိုအရင်စီလိုက်ပါတယ်ရင်းနေစီလို့ရှိတယ်မပြောနေတယ်နေလို့ရှိရင်ဒါစမှုထည့်မယ်တကြံထည့်မယ်စားထည့်မယ်ပေါ့အချိုကတော့ကိုစားတဲ့ပုံမှုဒီပေါ့နော်ချိုစားခြင်းချိုထည့်တကယ်အချိုပေါ့စားခြင်းတရားချိုထည့်ဒါအုံဒီနဲ့အုံဒီထည့်တယ်အုံဒီထည့်ပြီးဒါအုံဒီတမအောင်မှွေတယ်တမအောင်မှွေပြီးနေတဲ့ခါကျတော့ရှိပြီဒါခဏနေပြီးနှက်ထားလိုက်ဒါနှက်တယ်လို့ချိန်တော့ကျတော့မပြောပြဘူးတော့လာမယ်မပြောပြဘူးဒါဒီစီတာနော်ဒီစီတာရေးဆိုလို့ရှိရင်မပြောပြဘူး6အောင်ဒီချပြန်ထုတ်ပါတယ်ဒီချပြန်ထုတ်ပြီးခါကျလို့ရှိရင်ခုနကနေတာတဲ့ပြောဒီနေတဲ့ဟာတွေကိုတို့ပါပြီးဒီချာသမားကိုဒီချာသမားကိုလို့ရှိရင်ဒါတာဝန်ဆိုတာစားကောင်းတယ်နော်ဘုံကလည်းစားလို့ကောင်းတယ်ဒီစိတ်ကိုထုတ်ချက်တော့တဲ့ခါကျတော့ရှိစားရှိပြီးတယ်နော်ဒါမျိုးဒါလောကစားပြီးတော့နေတာတဲ့ဟာလေးကိုကျွန်တော်တို့ဖတ်တယ်ကိုဒီချာထည့်မယ်နော်ဖတ်တယ်ကိုတော်တော်ထည့်မယ်ဒီချာလေးစီစီကြီးလေးလည်းကျွန်တော်တို့မိဖို့မှာပေါမှာဒါအဲ့ကျွန်တော်တို့ပြောနေနေတာဟာဒီနေ့စနေနေတဲ့ဟာကိုကျွန်တော်တို့အပြောတော့ကိုပြောလို့ကျွန်တော်စတင်ပြပါမယ်ဒီရှိမှဒီချာစီကျွန်တော်ပြင်ပါတယ်ဒါအခုဆိုလို့ရှိရင်ဒါဒီမှာပြောဖန်တဲ့တူကပေါင်းကြမှာတယ်နော်ကျွန်တော်တို့မိဖို့တက်အခုတော့မိဖို့တက်ခဏလေးကြာရင်ဒါပြန်ဖွေးကြည့်မယ်ခဏကြည့်ကြည့်မယ်ချက်ပြီလားဟောဟုတ်ပြီဒါဆိုရင်ရပြီဒါဆိုချက်သွားတယ်အဲ့ဒါဆိုကေမုတ်ပကနဲ့ထည့်ပြီးနော်ဖြည့်ကြည့်မယ်မဟုတ်ရဲ့အနေထားလေးပေါ့နော်ဒါဆိုလို့ရှိရင်စားလို့အစင်းတဲ့ဖြစ်ပါပြီစားလို့ရပါဒါဆိုမဟုတ်ကချက်သွားပါပြီ